အောင်ဆိုပြီးတော့လုံနေတဲ့ထဲကနေဟိုဖို့ဒီဖို့ဟိုလန်ဒီလန်ဟမ်အဲ့ဒါမိမကောင်းခြင်းမဟုတ်ဘူးရှင်းလားမိမဘဝပြတ်သွားပြီဖြစ်တဲ့အတွက်မိမပြက်လို့ခေါ်တယ်ဟုတ်ပါလားယောက်ျားဒီတိုင်းပဲယောက်ျားဆိုတာကရုဏာကြီးမားလို့ယောက်ျားမေတ္တာအားကြီးလို့ယောက်ျားအဲ့ဒါကိုကြီးနိုင်ငယ်ညင်းလုပ်ပြီးတော့သူများသားပြောသူမျိုးပြောဖြစ်စီနေရင်ယောက်ျားဘဝပြက်ပြီဟုတ်ပါလားဒါပေမဲ့ပါတိမောက္ခသီလကိုစောင့်ထိန်ဖို့လိုအပ်မလို့အားလုံးနားလည်ပြီနော်ယောက်ျားပိသားတဲ့ကျင့်ဝတ်ကျင့်ရမိန်းမပိသားတဲ့ကျင့်ဝတ်ကျင့်ရဒါမို့ငါတို့နိုင်ငံကယဉ်ကျေးမှုဝတ်စားဆင်ရင်နေထိုင်သွားလာပြောဆိုတာကအစဗုဒ္ဓရှင်တော်ဘုရားရဲ့အမြင့်မြတ်ဆုံးအဆုံးအမနဲ့တည်ဆောက်ထားတာ